မင်္ဂလာပါရှင်ကျမတို့အားလုံးနေ့စဉ်ဘဝမှာစိတ်ဖြစ်စည်းမှုတွေဂျင်းနှံမှုတွေကိုကိုယ်တိုင်မသိလိုက်ပဲနဲ့လွယ်တစ်လုံးလိုပဲလွတ်ထားမိတတ်ကြတယ်နော်ဒီရေခွက်လေးကိုကြည့်ပါဦးဘလောက်လေးမယ်လို့ထင်လဲတိတ်တော့မလေးပါဘူးပေါ့ပေါ့လေးရဲ့ပါမဲ့ဒီရေခွက်ကို1မိနစ်လောက်ပဲကြိုင်ထားရင်ပြဿနာမရှိဘူးမဲ့စက်တိုက်ကြိုင်ထားမယ်ဆိုရင်တော့လက်တွေညောင်းလာပါလိမ့်မယ်တရက်လုံးသာဇွဲနဲ့ပဲနဲ့စက်ကြိုင်ထားမယ်ဆိုရင်တော့လက်မောင်းတွေထုံကျင်ပြီးလှုပ်လို့ရတော့မှာတော့မဟုတ်ပါဘူးတကယ်တော့ရေခွက်ရလေးချင်ရမပြောင်းလဲပါဘူးကိုကကြကြကြိုင်ထားလေပိုပြီးလေးလန့်လာလေလေးပါပဲကျမတို့ရဲ့စိတ်ညစ်စရာတွေဒေါသတွေဆိုတာလေဒီလိုပါပဲရှင်ခဏလောက်တွေးမိတာကပြဿနာမရှိပေမဲ့အကြာကြီးဆွဲလန်းပြီးကြိုင်ထားမိရင်တော့ကိုယ်စိတ်ကိုပဲပြန်ပြီးလေးလန့်လောင်မြိုက်စေပါတယ်ဒါကြောင့်ဒီနေ့ညအိယာမဝင်ခင်မှာစိတ်ထဲကမလိုအပ်တဲ့အရာတွေကိုဒီရေခွက်လေးလိုပဲအခုဖြည်းဖြည်းချင်းထားထားလိုက်ကြရအောင်နော်အားလုံးပဲစိတ်အေးချမ်းကြပါစေရှင်ဒီဗီဒီယိုလေးကအကျိုးရှိစေရဆိုရင်တော့ follow လေးလုပ်တော့မမေ့ပါနဲ့အောင်နော်